လူတယောက်ဟာသူ့လက်ထဲကစီမီကွက်ဟောင်းလေးကိုပွတ်တိုက်လိုက်တဲ့အခါမထင်မှတ်ဖဲစီမီကွက်ဝါကနေတဲဝါတွေပန်းထွက်လာပြီးချက်ချင်းဆိုသလိုပဲကြောက်မတ်ဖွယ်ကောင်းတဲ့ဘလူးကြီးတစ်ကောင်အဖြစ်ပြောင်းလဲသွားပါတယ်လူတွေအားလုံးထိလန့်တကြားထွက်ပြေးကြပြီးပင်လေသားပြတယောက်ကဆင်းကြည့်တဲ့အခါမှာတော့ဘလူးကြီးရဲ့ညှစ်သက်ခြင်းကိုခံလိုက်ရပါတယ်အခြေအနေမဟန်မှန်ထီတဲ့ခိုင်ကောင်ကသူ့ရဲ့လက်ထိပ်တွေကိုဖြုတ်ချပြီးဘလူးကြီးကိုအားကုန်ခုကန်တိုက်ခိုက်ပါတော့တယ်ဒါပေမဲ့မျက်မရင်ဖင်နေတဲ့ခိုင်ကောင်ဟာအားနည်းချက်ရှိနေတာကြောင့်ဘလူးကြီးရဲ့ရိုက်ထုတ်ခြင်းကိုခံလိုက်ရပါတယ်တပ်ဖြတ်မဲ့အရှင်ဟုံနဲ့လာနေတဲ့ဘလူးကြီးကိုကြည့်ပြီးအစေကန်ဖြစ်သူကကြောက်လန့်တကြားနဲ့ဘလူးကြီးကိုလာရအရက်ကိုပြန်သွားဖို့ဆုထောင်းလိုက်ပါတယ်။အော်စရာကောင်းတာကအဲ့ဒီစကားကြောင့်ပဲဘလူးကြီးဟာစီမီကွက်ထဲကိုပြန်ဝင်သွားပါတယ်။အဲ့ဒီတော့မှတခိုးယူလာတဲ့စီမီကွက်ဟာစန္ဒ3ခုပြေးသွားစေနိုင်တဲ့မော်မီကွက်ထင်မှန်အစေကန်ကတိသွားပါတယ်။ဒါပေမဲ့စန္ဒမတောင်းရသေးခင်မှာပဲတပြားတွေကသူ့လေပင်ကိုဓာတ်နဲ့ထောက်ပြီးမော်မီကွက်ကိုတင်းစီသွားပါတယ်မကြခင်မှာပဲပင်လယ်ဓားပြသင်္ဘောဟာချမ်းသာကျွဲဝတ်တဲ့အရှိအလဲပိုင်းဒေတာကိုဆက်ရောက်လာပြီးသူတို့၃ယောက်ကိုအယောင်းဝယ်ပစ္စည်းအဖြစ်ဈေးတင်ရောင်းပါတယ်အဘိုးကြီးတယောက်မျက်မမြင်တယောက်နဲ့တခိုးတယောက်ကိုဘသူကဝယ်မလဲလို့ထင်ရပေမဲ့ငွေပေါ်တဲ့တထေးကြီးတယောက်ကသူတို့၃ယောက်လုံးကိုဝယ်လိုက်ပါတယ်တထေးကြီးကသူတို့ကိုကြေးကြလို့မဆက်ဆံပဲသူ့ရဲ့တဲခန္ဓာတွေကနန်းတော်ကြီးစီခေါ်သွားပြီးကောင်းကောင်းမွန်မွန်ကျွေးမွေးဧခံပါတယ်စေယူလိကလေးတွေကဟင်းပွဲတွေလာချပေးတာကိုကြည့်ပြီးသူတို့၃ယောက်လုံးအံ့ဩမှင်သက်သွားကြပါတယ်တကယ်တော့အဲ့ဒီတထေးကြီးဟာပါရမီရှင်တီထွင်သူတယောက်ဖြစ်ပြီးနိပညာနဲ့ချမ်းသာယုံတင်မကပဲအသက်ထောင်ကြီးရှည်နေသူလည်းဖြစ်ပါတယ်တထေးကြီးကခိုင်ကောင်မျက်စီမမြင်တာကိုတိထွက်တဲ့အခါထူးဆန်းတဲ့ခေါင်းဖတ်တစ်ခုကိုတက်ပေးလိုက်ပါတယ်အဲ့ဒီနောက်မှာတော့မော်ဆန်နဲ့မှန်ပြီးလူတွေခိုင်ကောင်ရဲ့မျက်စိရှေ့မှာပေါ်လာပြီးသူဟာပြန်မြင်နိုင်သွားပါတယ်ဒါပေမဲ့နောက်တစ်စက္ကန့်မှာပဲတထေးကြီးကအရင်မှော်မီကွက်ကိုထုတ်ပြလိုက်ပါတယ်တထေးကြီးကတော့အေးအေးဆေးဆေးပဲမီးကွက်ကိုပွတ်တိုက်လိုက်ပြီးဘီလူးကြီးထပ်ပေါ်လာတဲ့အချိန်မှာပဲခလုတ်ကိုနှိပ်လိုက်ပါတယ်ဝူးဘီလူးကြီးဟာအပေါ်ကဆက်ဖြစ်စီတဲ့ကိုစုပ်ယူခံလိုက်ရပါလေအဲ့ဒီအချိန်မှာပဲစိတ်ရုပ်နှက်ကလေးကစားတဆောင်ယူလာပေးပါတယ်မကောင်းဆိုးဝါးတကောင်ကပြည်သူတွေကိုဒုက္ခပေးနေတယ်ဆိုတာသိလိုက်ရတဲ့ခိုင်ကောင်ကချက်ချင်းပဲတက်ကြွသွားပါတယ်သူတို့၃ယောက်ဟာပြန်တန်းနိုင်တဲ့စစ်နဲ့ခဏချင်းအသွဲမှာပဲမကောင်းဆိုးဝါးရဲ့ကူစီရောက်သွားကြပါတယ်ဒီတစ်ခါမှာတော့ခိုင်ကောင်ကပါးနတ်စွာနဲ့အစစ်မြင့်ထောင်ချောက်ကိုတုံးပြီးမကောင်းဆိုးဝါးကိုဖမ်းဆီးလိုက်ပါတယ်ဒါပေမဲ့လန်ခရီးကဝေးလွန်းလို့တဲကန်တရားထဲမှာညအိတ်ရက်နာတဲ့အခါတန်းခေါင်ရန်အချိန်မှာတော့ထောင်ချောက်ထဲကနေตาယာလှတဲ့တချင်းတန်တွေထွက်ပေါ်လာပြီးခိုင်ကောင်ကိုစွဲဆောင်လိုက်ပါတော့တယ်